အားလုံးပဲမင်္ဂလာပါဟီကိုတိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဂျပန်နိုင်ငံအတွင်းမှာအသွားကျင်သူနေရာ9ခုရှိတယ်ပေါ့နော်အဲ့ဒီနေရာ2ခုတော့ကျွန်တော်ရောက်ပြီးသွားပါပြီဒီတစ်ခေါက်မှာတော့ကြန့်ရှိနေသေးတဲ့နေရာ3နေရာတွေကတနေရာဖြစ်တဲ့ဖူဂျီတောင်နားမှာရှိတဲ့ amusement park တစ်ခုတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူလိုက်ခဲ့ပေးပါဦးနော်အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကတော့ဂျပန်မှာအကျန်းဆုံးစီးစရာရှိရတော့ဒီနာမည်ကြီးတဲ့ Fuji-Q Highland ကိုရောက်ချင်တယ်ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နဲ့အတူလိုက်ပါပြီးတော့စီးနေလက်ပတ်ပေးပါအောင်နော်ကျွန်တော်တို့ဒီနေ့ပထမဦးဆုံးအနေနဲ့သွေးပူလေးခြင်းကအနေနဲ့တကယ် roller coaster အစ်စ်တွေမစီးခင်မှာ roller coaster အတူပေါ့နော် 3D VR နဲ့စီးရတဲ့ roller coaster ကိုရင်စီးပါမယ် roller coaster ရဒီ roller coaster ရတော်တော်ကျန်းတယ်ပေါ့နော်အဲ့တော့တကယ်အစ်စ်မစီးခင်မှာ VR နဲ့ဟာကိုရင်စီးပါမယ်โอเคကျွန်တော်အခုကတော့ VR မြင့်မှာတက်ပြီးစီးရတဲ့ roller coaster စီးပြီပေါ့နော်သူကဒီကစားကွင်းမှာရှိတဲ့ roller coaster အမျိုးအစားတွေရပါတော့ကိုကြိုက်တာရွေးပြီးတော့စီးလို့ရပါတော့ကျွန်တော်တို့ကတော့ဒီမှာနာမည်အကြီးဆုံးဖြစ်တဲ့ Fujiyama King of Coaster လို့ခေါ်တဲ့ roller coaster ကိုစီးခဲ့ပေါ့နော်အချင်းမှလည်းပန်ကားကြီးပါထားတာတော့ကိုတကယ်စီးနေရတဲ့ခဏကြမျိုးရရပေါ့နော် rating လေးပြပါ3 to 4ပေါ့ကွာဒီလောက်ပါ3 to 4ဘယ်လောက်လဲအဲ့လောက်ပဲကျွန်တော်ကတော့ကျွန်တော်လည်း3လောက်ပဲပို့ပါတယ်3 out of 10လောက်ပဲပြပါတယ်VR quality ကနည်းနည်းလေးနှိမ့်တယ်လို့ပြောလို့ရဘယ်လိုလဲဆိုနည်းနည်းဝါးနေရပေါ့နော်တကယ်လို့ quality ကြီးတောက်ရှင်းနေမှာဆိုရင်တော့ပို့ပြီးတော့မိုက်မထင်ပါတယ်အခုကတော့ကျွန်တော်တို့ pendulum ride စီးပါမယ်ဒီ ride ကကျွန်တော်တို့ရန်ကုန်မှာပြည်သူ့မြန်မာလည်းရှိရပေါ့နော်ဒါပေမဲ့ပြည်သူ့မြန်မာတော့တစ်ခါမှမစီးဘူးအခုမှပထမဦးဆုံးဒီ pendulum ride ကိုစီးမှာဖြစ်ပါတယ်ရပါတော့မယ်ရင်ခုန်နေပြီလားရင်ခုန်နေပြီလားရင်ခုန်လားဒီစီးရတော့ကျွန်တော်တော်တော်ကြောက်တယ်အခြား roller coaster စီးရတဲ့ဆိုင်ဒီ pendulum ride ကိုတော်တော်ကြောက်တယ်ကျွန်တော်ကတော့ကျွန်တော်အခုကတော့စီးလို့ပြီးပါပြီ speed တအားမြန်ပါတယ်တော်တော်လေးမိုက်ပါတယ် rating ဘယ်လောက်ပေးလဲ rating 7 out of 10 7 out of 10 6 out of 10ကျွန်တော်ကတော့7 out of 10မှာဖြစ်ပါတယ်ညီမဘယ်လောက်ပေးလဲ rating ဘယ်လောက်ပေးလဲ0လား10 out of 10ဟို okay enjoyment ကိုပြောဘယ်လောက်စိတ်လှုပ်ရှားလဲဘယ်လောက်ဒီစိတ်လှုပ်ရှားလဲဆိုတာဒီဟာကြီးကဘယ်လောက်ပျော်လဲဆိုတဲ့အကြောင်းကြောက်ကြကောင်းတာမကောင်းတာ rating ပေးရအောင်အော်ကျွန်တော်ဒီ amusement park အကြောင်းတိတ်မပြောရသေးဘူးเนาะဒီ amusement park ကဝင်ကြေးက free ဖြစ်ပြီးတော့သူက one day ticket ဝယ်ရင်လည်းရတယ်ဒါမှမဟုတ်ဒီထဲရောက်မှာပေါ့နော်ကိုစီးကျင်တဲ့ဟာကိုတက်လက်မှတ်ဝယ်စီရင်လည်းရတယ်ပေါ့နော်ကျွန်တော်တို့ကတော့ one day pass ticket ကိုဝယ်တယ် one day pass ticket ကပို့ပြီးတော့တန်တယ်လို့ခံစားရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမှာစီးစရာတစ်ခုတော့မှ2000-1500လောက်ရှိရဆိုပေါ့နော်နောက်ထပ်ကျွန်တော်တို့ဟို9ခု6ခုလောက်စီးလိုက်ရင်ပဲဈေးကတော်တော်ကျော်သွားများသွားပြီပေါ့နော်အဲ့တော့
one day spark ဝယ်တာကပို့ပြီးတန်တယ်လို့ထင်ပါတယ်ကျွန်တော်အခုကတော့ဒီကဘာပေါ်မှာအမတ်ဆောက်ဆုံးလို့နာမည်ကြီးတဲ့ roller coaster စီးပါမယ်ဒါကြီးစီပါမယ်amusement park ရဲ့ထုံးစံအတိုင်းထပ်ဆောင်ရပါမယ်အချိန်ကအခုကြည့်ရတဲ့လောက်တော့အနည်းဆုံး1နာရီပဲ 1 hour later ကျွန်တော်တို့အခုတန်းစီနေတာ1နာရီကြည့်ပါတော့မယ်မစီရသေးပါဘူး အခုစီးလို့ပြီးပါပြီကျန်ဖော်ရပြီဒီရတော့စပီးကတအားများတော့စထွက်တဲ့စပီးကအယောင်ပြေသွားအောင်ဟာရှယ်ပဲကဲ rating ပေးပါမယ် rating ဘယ်လောက်ပဲလဲညီမ rating ဘယ်လောက်ပဲလဲ shit ဘယ်လောက်ပဲလဲ10 out of 10 ဟာ9ပဲ 9ကျွန်တော်ကတော့9.5 out of 10ပေးပါတယ်တကယ်မိုက်တယ်ပေါ့နော်သူကဆက်စချင်းထော်တဲ့အရှင်ကလုံးဝမြန်ပြီးတော့ရှယ်ပါပဲအရှင်မှာကျွန်တော်တို့ခုနကတော့စီးခဲ့တဲ့ဟာကြီးကျွန်တော်တို့အခုကတော့အရှင်းမမြင်နေရတဲ့ဒီ panic cloud ဆိုတဲ့နာရီစီးပါမယ်ကြောက်ဖို့ကောင်းတယ်ကြောက်ဖို့ကောင်းချင်မှာကောင်းတယ်ဒီကောင်ကတော့ကျွန်တော်တို့9မိနစ်လောက်ပဲစောင့်အောင်ပါကွာ縦方向の回転をするアトラクションです。ご搭乗になる方は電光状態の良い身長140センチ以上なお同伴者1名につき1名まで乗車できます次の方はပြောရမှာပြောတရားကြီးပါဟာပြောတရားကြီးပါမလောက်ပါနဲ့လာပါအပေါ်နှစ်ခေါက်ပဲရောက်တာမတို့တော့တစ်ယောက်ကတော့ပြေးသွားပါပြီကျွန်တော်တို့နှစ်ယောက်ပဲစီးရပါတော့မယ်စီးရပါပြီစီးရပါပြီお待ちくださいrating ဘယ်လောက်ပေးလဲ
5လောက်ပဲပေးတယ် 5ကျွန်တော်လည်း5 out of 10လောက်ပဲပေးပါတယ်သူကအဲ့လောက်ထိကြောက်ဖို့လည်းမကောင်းဘူးပေါ့နော်နည်းနည်း နည်းတော့မူးတယ် အေးနည်းနည်းတော့မူးတယ်ဒါပေမဲ့တိတ်ကြောက်ဖို့မကောင်းပါဘူး3မိနစ်ပဲကြာမှာနော်ဟုတ်တယ် 3မိနစ်ပဲကြာတာလေ ကျွန်တော်အခုကတော့ခုနမြင်နေရတဲ့ဒီပကတ်လိုဟာကြီးစီးပါမယ်စီးစရာကတော့မိနစ်30ဆောက်မှာဖြစ်ပါတယ် A few moments later. तू ကဘယ်လိုပြောမလဲသူကျွန်တော်ရှေ့ကစီးခဲ့တဲ့စီးစရာကြီးအကုန်လုံးထဲမှာ तू က view ကြည့်လို့အကောင်းဆုံးပဲပေါ့နော်လုံးဝရှူခင်းကြည့်ရတဲ့ feeling ကတော်တော်မိုက်တယ်ကြောက်ဖို့မကောင်းဘူးနော်ကြောက်ဖို့မကောင်းဝင်နဲ့တော်တော်မိုက်တယ်အခုကဒါပြီးတော့မိုးအုပ်ပြီးတော့ရာသီဥတုကအေးနေရောလေတိုက်တာတော်တော်အေးရပေါ့နော်ဒါပေမဲ့ရှူခင်းကတော့တော်တော်လှပါတယ်တကယ်လို့ Fuji-Q Highland ကိုလာလို့ရှူခင်းကြည့်ကျင်နေဆိုရင်တော့ဒီ feeling ကတော့လုံးဝ recommend ပါကဲ rating လေးပေးပါမယ်ခုနစီးတဲ့ဟာ rating ဘယ်လောက်ပေးလဲ6 5ကျွန်တော်ကတော့7ပေးပါတယ် rating ဘယ်လောက်ပေးလဲခုနက6 ဆက်တာလူကောင်းတယ် ကျွန်တော်တို့ Naruto VR ride စီးမှာဖြစ်ပါတယ် စား ဒီ VR ride ကသူက Naruto ကားတွေကရှူခင်းတွေရွာတွေအဲ့ဒါတွေကိုမြင်ရမှာပေါ့နော်ကဲစီးရပါတော့မယ်5ဘယ်လောက်လဲ6 5ကျွန်တော်ကတော့4 out of 10ပေးပါတယ်စသချင်းမှာစိတ်လုံးရှာဖို့ကောင်းပေမဲ့နောက်ပိုင်းမှာပြင်းဖို့ကောင်းသွားပါတော့အဲ့တော့ဒါပေမဲ့ပုံမှန်ဆိုရင်ဒီစသချင်းအတိုင်းသာသွားမယ်ဆိုရင်ကျွန်တော်7လောက်ပေးပြမှာတင်တယ်အခုကတော့နောက်ပိုင်းမှာပြင်းဖို့ကောင်းသွားတော့အခုကတော့4ပဲပေးပါတယ် 아니 အေးကွာရော ဒါကတော့ရေလွှာရှော့ပါဒါပေမဲ့ကျွန်တော်ရေလွှာရှော့တော့မသိပါဘူးရေဆိုမှသိလို့ပါ ကျွန်တော်အခုကတော့ဒီကစားကွင်းတစ်ခုလုံးမှာအကျန်းဆုံးဆိုပြီးနာမည်ကြီးတဲ့အဲဂျာနိုင်ကာလို့ခေါ်တဲ့ရူရာကူစာကိုစီးမှာဖြစ်ပါတယ်။သူကဒီကစားကွင်းတစ်ခုထဲမှာနေကျန်းတာမဟုတ်ဘူးပေါ့နော်။သူကကဘာပေါ်မှာ၄ခုမြောက်ကြောက်ဖို့အကောင်ဆုံးစီးရတစ်ခုဖြစ်ပါတယ်။ဒီစီးတရားကတော့ဒီမှာနာမည်ကြီးရဲ့အတိုင်းပဲကြာကြီးဆောင်မှာဖြစ်ပါတယ်အခုကျွန်တော်တို့စောင့်မဲ့အချိန်က2နာရီနီးပါးပေါ့နော်ဒါတော့ခင်းနေရပေါ်ဖြစ်ပါတယ်စောင့်နေတာ2နာရီရှိပါပြီအခုမှလမ်းတစ်ဝက်ပဲကြိုးပါသေးတယ် 1 hour later. အခုစောင့်နေတာ2နာရီရှိပါပြီမသိရသေးပါဘူးစိတ်ကြီးလည်းမတရားရှိနေပါဘူးစီရပါတော့မယ်
စီးလို့ပြီးပါပြီ ပြန်တော့မှာ ပြန်ပါတော့မယ်ဒီစီးတရားကတော့အကျန်းဆုံးဆိုတဲ့အတိုင်းပဲတကယ်စီးမှုသမျှတွေမှာလည်းအကျန်းဆုံးပဲဖြစ်ပါတယ်ဟိုစီးအနေနဲ့ပေါ့လေပြီးတော့သွားပါတော့စပီးကလည်းတအားမြန်တယ်တော်တော်လေးမိုက်တယ်ကျွန်တော်တို့ rating ကိုဒီဟာကိုဘယ်လောက်ပေးမလဲဆိုတော့ okay 9.5 out of 10ပေးပါတယ်ဘယ်လောက်ပေးလဲ9 out of 10ဘယ်လောက်ပေးလဲ အေး9လောက်တော့ပေးတယ်ဗောလေဒါပေမဲ့ကြောက်စရာကောင်းတဲ့စကီးကတော့10အောက်လို့ 10 out of okay ကျောင်းစရာကောင်းတဲ့စပီးကတော့တန်းပါ ဟိုဟာကြိုက်တာရောဘယ်လောက်ကြိုက်လဲ ရှင်းလာပြီပါ ရှစ်โอเคဟုတ်တယ်ကြောက်ဖို့ကောင်းတာတော့တော်ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့တအားမြန်တယ်ပေါ့နော်မြန်တာတအားမြန်တယ်အချိန်ကလည်းခဏလေးပဲသိရတယ် ကျောင်းစရာကောင်းတဲ့ဟာကိုပြီးမဲ့ စစ်လောက်ပဲ ကြောက်ကြကတော့စစ်သူမအော်လို့ဆိုပြောရရှိတယ် အခါမှာလို့ ဟိုစောင့်လာတာ2နာရီကျော်လောက်စောင့်လိုက်ရပါဘောနော်တကယ်လေးစီးတော့10မိနစ်လောက်ပဲကြာပါတယ်ကျွန်တော်တို့အခုညနေ3နာရီကျော်မှနေ့လည်တာထားပါမယ်နေ့လည်တာအခုဒီမစားသေးရှောက်စီးနေတာမစားပြမလဲတော့မသိပါဘူးကိုကတော့ဖူကောကိုသွားပြီးတော့သွားကြည့်မယ်ပေါ့နော်ကျွန်တော်မနက်ကစီးခဲ့တဲ့ဟာကြီးဒီကင်းတော့ကိုစတာလို့ခေါ်တဲ့ဖူဂျီယာမာတော့အခုဒီမစီးရသေးပါဘူးသူကလည်းခုနအတိုင်းပဲပေါ့နော်ခုနလိုပဲ2နာရီကျော်လောက်ကြီးစောင့်ရမှာဆိုတော့ဒီမှာပေါ့နော်ကဘာပေါ်မှာကြောက်ဖို့အကောင်ဆုံးတရဲရင်ဆိုပြီးနာမည်ကြီးရဲ့တရဲရင်ရှိရပေါ့နော်ပြီးတော့အတရဲရင်ကလည်းမီတာ900မီတာရှည်ပြီးတော့ကဘာပေါ်မှာအရှည်ဆုံးလမ်းကြောင်းအရှည်ဆုံးတရဲရင်ပေါ့နော်ကြောက်ဖို့ကလည်းတော်တော်ကောင်းတယ်လို့ပြောတယ်အဲ့တော့အဲ့ဒီတရဲရင်ကိုကျွန်တော်တို့ပြီးရင်ဝင်မယ်လို့စဉ်းစားထားပါတယ်အဲ့ဒီတရဲရင်ဝင်ချိန်ရပဲပေါ့နော်မိနစ်50တနာရီနီးပါးရှိရလို့ပြောပါတယ်ဒါရှိတယ်ဒါရှိတယ်ရှိစပါရှိတယ်ဒါပဲဒီကောင်ကပါတီအောက်မှာမရှိတော့ကျန်တာ drink တွေလာရော ဒီချက်နဲ့ဟာယူမရှိတော့မသိကြည့်ချင်ကျောင်းကောင်းကျောင်းပြောတာ ခုကတော့ချက်ပေါင်းกินစားပါမယ် ဟိုရအဆက်ကတည်းကဖြစ်ကျမတို့ပုံထဲမှာ ညတကာရတော့မှထမင်းကြော်ကြီးစားပါတယ် ဒါမှ ဖမင်းပုံထဲပြ အေး ဟမ်ဘာဘူးလဲကမိတဲ့ဘူဘောစီရညတက်ရင်ပြန်ရရင်အချိန်ရရင်ငါလည်းသွားချင်တော့အောင်လို့အေးမိုက်ဆိုင်တော့အချိန်ရရင်ညီမဆိုင်သွားချင်သွားအောင်တော့တဲ့ဘောစီမကြီးอ่ะစစ်တာလေးကြီး ကျွန်တော်တို့အခုကတော့တရဲရင်နဲ့ဝင်ပါမယ်အပြင်မှာမိုးကြီးလည်းရွာလာတယ်ဆိုတော့ကွက်တီပဲပေါ့နော်အတွင်းထဲမှာဆိုတော့ အဲ့ဒီလိုက်ချောက်မှာပြောတာ ready ပဲနော် ဒီအိမ်ထဲဝင်ရတာအတက်ကြဆုံး A few moments later. ကျွန်တော်တို့ဒီနေ့စိတ်မကောင်းသွားနဲ့လက်မှတ်ကအကုန်လုံးစိုးပေါက်သွားပြီပြောပါတယ်အဲ့တော့ဝင်လို့မရတော့ပါဘူးဒီလိုလက်မှတ်ကြိုရမှန်းတော့တင်တော့ကျွန်တော်တို့ကစားကွင်းစဝင်နေဝယ်ထားရပေါ့နော်အခုကတော့ဝယ်လို့မရတော့ပါဘူးအခုမိုးရလည်းရွာနေရောဘယ်လိုလုပ်ကြမှန်းတော့မသိတော့ဘူးနည်းနည်းလေးတော့ကြည့်အောင်ကဲအနောက်မှာအထဲမဝင်ရလို့ငိုးကုန်ပါပြီငိုးကုန်ပါပြီအဲ့လေမှာညနေမှဝင်နေတာဟောဘာဖြစ်လို့ညနေရတော့မှာ ထင်မတော့အခုလို့အများကြီးအားခဲထားတယ်အောင်ခုကတော့ကျွန်တော်တို့ဖူဂျီယာမာအရင်မစီးသေးပါဘူးမိုးလဲရွာနေသေးရောဗောနော် Attack on Titan Ride ကိုသွားစီးပါမယ်သူကြတော့ indoor ထဲမှာဆိုတော့ပိုပြီးမိုက်မယ်လို့ထင်ပါတယ်ရမရတော့ ကျွန်တော်ဒီစီးလေးကမိနစ်80ဆောင်းမှာဖြစ်ပါတယ်အရှိကအမှားကြီးကဝန်းနေနေပါလေအခုချိန်ဒီတရင်ဝင်ရတာဟော နိုင်ငံကြီးအမြင့်ကြီးတွေတားတာကာရတယ်တိုင်းပြည်မှာနေတယ်ဗောနိုင်ငံတုံးအပြင်ကနေပြီးတော့တိုက်တန်လို့ခေါ်တယ်လူဘလူးကြီးတွေက
လျင်ကြီးကိုလာတိုက်ပြီးအထက်ကလူလူစားတယ် ဟုတ်လားဟော အဲ့ဒါကိုမင်းသားတို့ကဓားတွေပါရင်းနဲ့ အထက်ကနေကောက်ွယ် အထက်ကနေကာကွယ်ရ ဩ ခလန်းအကျင့်အဲ့ဒါပဲ อืม အဲ့ဒီချိန်မှာဒီနေ့မှာမင်းသားအဲ့ကာကွယ်နေနေတိုက်တန်းတို့စားပလိုက်ရော อืม စားရတဲ့အချိန်မှာမင်းသားဝုန်းလို့သူ့ကိုယ်တိုင်တိုက်တန်းဖြစ်သွားပြီးတော့အဲ့တိုက်တန်းဘိုက်ကနေပြန်ထွက်လာတယ်အဲ့တော့သူအတိတ်ရှိတယ်ဒီလိုတိုက်တယ်သူကတိုက်တယ်ကိုယ်တိုင်တိုက်ဖြစ်ပြီးတော့ပြန်တိုက်ခိုင်းတယ်ဒါလည်းအဲ့ဒါဒါပေမဲ့တကယ်ကောင်းတယ်တကယ်ကောင်းတဲ့တယ်လည်းတက်ကုန်တယ်တာမန်လူသားတွေတိုက်တယ်နေလာရင်သူတို့အရင်စားတယ် စင်ပြေးလားမိုင်းကျွန်တော်တို့နိုင်ပွဲကြော်တော့စောင့်ပြီးရနောက်မှာဝင်ရပါတော့မယ်အစပြောထားသူမိနစ်90စောင့်မယ်ပြောပြီးတော့အခုကျွန်တော်နိုင်ပွဲထဲနဲ့ဝင်ရတယ်โอ้မိုက်တယ် 随分派手にやっているお前ら準備はできた作戦を開始する ဝေါမိုက်တယ်ဦးမကျဝေါโอ้ဝေါဝေါဝေါOh my god! Whoa! 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 Oh! Oh! Wow! Oh! ဒီကောင်ကျစင် Oh! さすがに内側だ帰ろう私たちの家にライナーまたな急いで取り込め一体いつまでやれが終わるんだあと何人殺せば Wow! 作戦終了だ生き残ったお前らよくやった島に帰るぞစီးလို့ပြီးပါပြီစီးလို့ပြီးပါပြီတကယ်အတန်းကိုတိုင်တန်းနေတာမြူတွေကိုရောက်သွားတယ်လို့ခံစားရပါတယ်တကယ်သူတို့စစ်ပွဲတွေကိုရောက်သွားတဲ့အတိုင်းပဲပေါ့နော် Rating 9 out of 10 rating ဘယ်လောက်ဝေးလဲ 9 ကျွန်တော်လည်း9ပြပါတယ်တကယ်တော်တော်မိုက်တာနော်မိုက်တော့တော်မိုက်လုံးဝအစ်စ်တကယ်မြူတွေကိုတကယ်ရောက်ပြီတကယ်ကိုယ်တိုင်ရောက်နေတဲ့ပုံစံနိုင်တယ်ကျွန်တော်တို့ Disney စီးမှာတော့စီးရတဲ့ဟာလိုမျိုးပဲပေါ့နော်စီးရလုံးဝ quality ကိုတော့ quality တော်တော်မိုက်တယ်မိုက်တော့တန်တယ်နော်ဒီကောင်စီးရတော့တန်တယ်တန်တဲ့ပြုံကဒီကောင် one day pass တဲ့ပါတော့မိုက်ပါကျန်တဲ့စီးစရာတွေအကုန်လုံးပိတ်တော့ပါပြီကျွန်တော်တို့ဒီနေ့ကင်းတော့ကိုစတာတို့ခေါ်တဲ့ဖူဂျီယာမလည်းမသိခဲ့ရပါဘူးအဲ့တော့ကျွန်တော်2ယောက်တည်းဖြစ်သွားပါပြီကျန်တဲ့သူတွေကခေါင်းမှုလို့ပါ
ခြားရဟကြီးစီးပါမယ်อืม ဟုတ်တာဒီဖုန်းကဖြစ်နေ နင်တို့နှစ်ယောက်လုံးတရားတစ်ခုစီးရတဲ့ဟာမရှိလိုက်ရအောင်နင်းလည်းဒီဟိုမဝင်လိုက်ရအောင်ဒီကောင်ကလည်း ကျွန်တော်အခုကတော့စီးကျင်တာကြီးလည်းစီးပြီးသွားပြီကစားကွင်းကလည်းပိတ်တော့မှာဆိုတော့အိမ်ပြန်มาတော့မယ်ဒါပေမဲ့ဒီနေ့ကတော့ကျွန်တော်တို့အရန်ဝင်ကျင်ခဲ့တဲ့တရဲအိမ်နဲ့ဖူဂျီယာမောက်တော့မသိခဲ့ရဘူးပေါ့နော်ဒါပေမဲ့ဒီနေ့စီးကတော်တော်တန်ပါတယ်စီးရလည်းတော်တော်လေးနှံ့တယ်တော်တော်လေးတန်တယ်ပြီးတော့ကျွန်တော်တို့နေ့လျာစီးခဲ့တဲ့အဲဂျာနိုင်ကာဆိုလုံးဝကျွတ်စင်ရှယ်ကြီးပေါ့နော် ဒါပေမဲ့တန် ရှယ်ကြီးပြီးတော့ခုနကြီးခဲ့တဲ့အတက်ဆုံတိုက်တန်းဆိုရင်တော်တော်မိုက်တယ်တန်ပါတယ်တော်တော်တန်ပါတယ် one day spark ကတော်တော်တန်တယ်ပေါ့နော်ကျွန်တော်စီးခဲ့ဟာကိုအားလုံးပေါင်းတူတယ်တွက်မယ်ဆိုရင်အားလုံးပေါင်း13000လောက်တောင်ရှိရပေါ့နော်13000 14000လောက်ရှိရဒါပေမဲ့ one day spread ticket ကြတော့9600ပဲရှိရပေါ့နော်အဲ့တော့တော်တော်လေးကိုတန်တယ်လို့ပြောလို့ရတယ် one day pass ticket မဝယ်ဘဲနဲ့တတ်တီးတန်းတာလက်မှတ်ဝယ်ပြီးစီးမယ်ဆိုရင်တော့တော်တော်လေးကြာမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီလိုကစားဝင်နေလာမယ်ဆိုရင်တော့ one day pass ticket ဝယ်ပြီးတော့စီးကြပါလို့အခုကတော့ဘူတာကိုပြန်ပြီးတော့ bus စီးပြီးတော့အိမ်ပြန်มาတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် ထုံးလေးရတယ်ခုရတယ်ဒူးလို့ မစားကြ ကိုဝိုင်ငါကြီးကမို့ ညကလာမင်း စားဖို့မစားပါသေးနဲ့ဆိုတော့